သူကတော့ကိုရီးယားနိုင်ငံမှာအသက်အကြီးဆုံးနဲ့ဝေဖန်မှုအခမ်းဆုံးအလုပ်လက်မှတ်လူပြိုကြီးနိတအုပ်ဖြစ်ပါတယ်အသက်50ရွယ်ရှိပြီဖြစ်တဲ့သူဟာအလုပ်လည်းမရှိအိမ်တောင်လည်းမရှိပဲအသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့မိဘနှစ်ပါးရဲ့ပင်စင်လာစာနဲ့အင်ငါးခဲတွေကိုပဲမျောကိုပြီးအသက်ဆက်နေတာပါမနက်၈နာရီမှာတော့စူဟွန်းတယောက်အိယာနိုးလာပါတယ်အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့သူ့ရဲ့အမေကတော့မီးဖိုချောင်မှာသူ့အကြကြောက်ဥကြော်တာကင်ချီနဲ့ကန်ဆွန်းအုပ်ဖြိုတွေပြင်ဆင်ပေးတာအပြင်တားဖြစ်သူပိုင်ဟောင်းလောင်းနဲ့အရက်တောက်မိပြီးပိုင်အောင်မှာဆိုးလို့ဆိုကပြားရည်နွေးနွေးလေးတစ်ခွက်ကိုပါတေးသေးချာချာဖျော်ပေးရှာပါတယ်အဖေဖြစ်သူမနက်စောစောအပြင်ထွက်သွားမှန်းတွေးလိုက်တဲ့အခါမှာတော့စူဟွန်းတယောက်ရင်ထဲမှာဟင်းကနေတပြင်းချလိုက်သွားပြီးအောင်ပွဲခံနေနဲ့အဖေအမျက်တနိုးတင်ထားတဲ့ရှမ်ပိန်းပလင်းကိုပါဖောက်တောက်လိုက်ပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့အဖေဖြစ်သူကသူ့ကိုတွေးတိုင်းအလုံးမလုံးလို့အိမ်တော်မပြုတ်လို့ဆိုပြီးအမြဲတမ်းဆဲဆိုကျင်းမောင်းတက်တာကြောင့်သူတို့သားဖက်နှစ်ဦးရဲ့ဆက်ဆံရေးဟာနှစ်ပေါင်းများစွာကြာအောင်ရေခဲမှအထိအေးဆက်နေခဲ့လို့ပါပဲ။မနက်စားပြီးတဲ့နောက်စူဟွန်းဟာအင်တန်ရှင်ရေးလုပ်ပါတယ်။ဒါဟာအသက်50ရွယ်တထေးကတုံးလေးခမမိဘကိုပြန်လည်လုပ်အားပေးနိုင်တဲ့တခုတည်းတော့အရာဖြစ်လို့ပါပဲ။ထူးဆန်းတာကအသက်50ရှိနေပြီဖြစ်ပေမဲ့အမိဖြစ်သူရဲ့အနီးကပ်ပြုစုယူရမှုတွေကြောင့်စူဟွန်းရဲ့ခေါင်းမှာစပိန်ဖြူတပိန်မှမရှိသေးပဲကြီးလိုက်ရဲ့အသက်30အစောပိုင်းလူငယ်လိုပဲနှုတ်ပြနေစေဖြစ်ပါတယ်။မွန်းနေချိန်မှာအဖေဖြစ်သူအိမ်ပြန်ရောက်တဲ့အခါမှာတားဖကြတင်းမာမှုကိုလျှော့ချဖို့အတွက်အမေကစူဟွန်းကိုသူ့အဖေအတွက်သမီးဟင်းတွေပြန်နှွေးခိုင်းပြီးသူလည်းလိမ်မာတဲ့ကလေးလေးလိုပဲအလိုက်တဲ့ပြန်နှွေးပေးရှာပါတယ်။ဒီမိသားစုဟာနေတိုင်းပတ်စံတွေသုံးဆွဲနေကြပြီးစုဆောင်းထားတာတွေလည်းကုန်တလို့ရှိနေပါပြီ။ဒါပေမဲ့သူတို့အစိမ့်ပြေပြေရက်တည်နိုင်နေတာကတော့မိဘနှစ်ပါးငယ်စဉ်ကတည်းကတိုက်ခတ်ငါးခန်းဝေထားခဲ့လို့ဖြစ်ပါတယ်။နှခမ်းကိုရောင်းချထားပြီးကြံတဲ့နှခမ်းကိုတော့အင်ငါးတင်ထားပြီးအဲ့ဒီအင်ငါးခဲနေပဲဘဝကိုအေးအေးလူလူဖတ်တန်းနေကြတာပါ။မိုးလဲပိုင်မှာတော့အဖေဖြစ်သူကစူဟွန်းကိုရောင်းဖို့ပြင်နေတဲ့တိုက်ခန့်အစေးလေးကခန်းစီခေါ်သွားပြီးတန်ရှင်းရေးဝိုင်းလုပ်ခိုင်းပါတယ်။စိုးမျိုးရဲ့စတူရန်မီတာ10တောင်မပြည့်တဲ့ဒီအခန်းချင်းလေးဟာတလကို1ခွန်းသိန်းထိအင်ငါးခဲရတာကြောင့်စူဟွန်းရဲ့အလုပ်လက်မှတ်ဘဝကိုဒီအင်ငါးခဲကပဲတိတ်ဆိတ်ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါညစာအဆင်းပစ်နေပါပြီ။ပင်ပန်းလာတဲ့အဖေကစောစောအရာဝင်သွားပြီးအမေနဲ့သားနှစ်ဦးတည်းပဲညစာအတူစားကြပါတယ်။ပကံဆေးပြီးတဲ့နောက်မှာတော့အမေဖြစ်သူကထုံးစံအကိုင်အလုပ်ရှာဖို့တွေမင်းကလေးတွေနဲ့ချင်းတွေ့ဖို့ကိုထပ်မံတိုက်တွန်းပါတော့တယ်။ဒါပေမဲ့အသက်50ရွယ်ရှိတဲ့စူဟွန်းအတွက်ကတော့ဘဝကိုအတိတ်ကပြန်ဆော့ပြီးတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ရှင်တန်ရမယ့်အနာဂတ်ကြီးထက်မိဘတွေရဲ့အရေးထက်မှာပဲကတ်တွယ်ပြီးကလေးတစ်ယောက်လိုနေထိုင်ရတာကပိုပြီးတော့စိတ်ပေါ်လွတ်နေပုံရပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးလည်းနာမှာပရိသတ်ကြီးကတော့ဘယ်လိုထင်ပါသလဲခင်ဗျာ။အသက်50ထိမိဘခါပတ်ချွဲကိုစုပ်ယူပြီးရှင်တန်နေတဲ့ဒီလိုကပ်ပါကြကောင်ဘဝလူနေမှုပုံစံပေါ်တင်းရဲ့အမြင်လေးကိုကွန်မန့်မှာမျှဝေပေးခဲ့ဦးနော်။